ပြန်လာတိုင်းတားမိတွေအတွက်အန်ဒီချစ်တို့ဆိုင်ရာထုံးမုံတွေဝယ်လာပေးနေကြပါချစ်ဒီမှာမျိုးလေးစားကြည့်တော့ ဒီမှာဖေးနဲ့မေတို့စားဖို့အတွက်ကျွန်တော်တို့မြင့်မြင့်ခင်ထုံးမုံတွေဝင်လာတယ် နှစ်တီပြောင်းလဲသွားလဲမြင့်မြင့်ခင်ထုံးမုံနဲ့အတူရှိနေတဲ့အမှတ်တရတွေကတော့နှွေးထွေးစေပါပဲ အမေတော့ကြရအောင်လေ ငယ်ချင်းနေကြိုက်တဲ့ဘုံနေရွေးနော်ငါနဲ့တော့လက်ဆောင်ဝယ်ထည့်ပေးလိုက်မယ် မန္တလေးသူမန္တလေးသားတွေအတွက်ဘလူတန်းဆိုလဲမြင့်မြင့်ခင်မုတ်တွေကမပါမဖြစ်ပါပဲ ခေတ်တွေပြောင်းသွားလဲမပြောင်းလဲတဲ့ရတာကြောင့်မြင့်မြင့်ခင်ထုံးမှုကတော့မျိုးဆက်40ထိတိုင်မပြောင်းမလဲတည်ရှိနေစေပါ